စိတ်ကလေးကိုစိုက်ကြည့်ပြီးအာရုံစူးစိုက်ရတဲ့ဒီချစ်စဉ်ကိုငါတို့ကျွမ်းကျင်သားပြီလားဆိုတာဘယ်လိုသိနိုင်မလဲသူချုပ်ပြောရရင်အဆက်ကလေးပေါ်မှာအာရုံစူးစိုက်လွန်းလို့ကိုတောင်မိသွားတဲ့အထိဖြစ်ရပါလိမ့်မယ်အဆက်ကိုစိုက်ကြည့်နေရင်သူ့ရဲ့နောက်ွယ်ကအရာအလုံးဟာပရမတော့ဝေဝါးလာမယ်နောက်ပိုင်းမှာတော့ဘာတစ်ခုကိုမှခွဲခြားလို့မရအောင်အရာအလုံးရောထွေးသွားပါလိမ့်မယ်မြင်နေရတဲ့အရာတွေရှိတော့ရှိနေပေမဲ့မင်းရဲ့အမြင်အာရုံကဘယ်အရာပေါ်မှကတ်တွယ်လို့မရတော့ပဲအစစ်တစ်ခုတည်းကိုပဲမြင်နေရတဲ့အခြေအနေမျိုးပေါ့အဲ့ဒီအတိုင်းမှာပဲမင်းရဲ့အတွင်းစိတ်မှာလည်းမင်းရဲ့စိတ်ရောခန္ဓာကိုယ်ရောအရာအလုံးဟာရောထွေးသွားပြီဘာကိုမှတီးတက်ခွဲခြားလို့မရတော့ပဲရှိနေတဲ့ဆိုတဲ့ယုံလေးပဲဖြစ်နေပါလိမ့်မယ်အဲ့ဒီအချိန်မှာတည်ရှိနေတာကလည်းအစ်စ်ပဲမြင်နေတာကလည်းအစ်စ်ပဲကျန်တာတွေအလုံးပြောက်ွယ်သွားပါလိမ့်မယ်ပြောက်ွယ်သွားတယ်ဆိုတာကမရှိတော့တာကိုပြောတာမဟုတ်ပဲဘာတစ်ခုကိုမှအာရုံစူးစိုက်လို့ခွဲခြားလို့မရတော့တဲ့အခြေအနေကိုပြောတာပါဒီလိုမျိုးအစ်စ်ကလွဲလို့ဘာမှမရှိတော့တဲ့အခြေအနေကိုရောက်ပြီဆိုရင်တော့မင်းဒီချစ်စဉ်ကိုကြမ်းကျင်သွားပြီလို့ပြောလို့ရတယ်ဒါဆိုရင်တော့နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့အစ်စ်မြင့်ချစ်စဉ်တွေကိုဆက်သွားလို့ရပါပြီဒါဟာတခုခုပေါ်မှာအာရုံစူးစိုက်လွန်းလို့ကိုတောင်မိသွားတဲ့အထိစိတ်ကိုလေ့ကျင့်ပြလိုက်တာပါပဲဒါကဘာလို့အရေးကြီးတာလဲဆိုတော့ဒါဟာအာရုံစူးစိုက်မှုရဲ့အမြင့်ဆုံးအဆင့်ဖြစ်ပြီးနောက်ထပ်အကျင့်စဉ်တွေတက်လည်းအခြေခံအကျဆုံးလိုအပ်ချက်ဖြစ်နေလို့ပါပဲဒါအပြင်နေ့စဉ်ဘဝမှာလည်းအလုပ်လုပ်တာစာသင်တာဘယ်ရာကိုမဆိုစိတ်မပြတ်လွင့်ပဲအချိန်ကြာကြီးအာရုံစူးစိုက်နိုင်လာမှာမို့လို့အရန်ကိုအသုံးဝင်ပါတယ်ဒါပေမဲ့အဓိကချက်ကတော့နောက်ထပ်လာမယ့်ကျင့်စဉ်တွေကအခုထက်ပိုပြီးတော့စိတ်လှုပ်ရှားဖို့ကောင်းလို့ပါပဲကျေးဇူးတင်ပါတယ်